ဝိတုံဥပနိကာယဒီကောင်ကြီးရက်3ရက်လောက်လို့ဒီလေကောင်လေးနေရတော့လောက်လို့ဒီတော့ကောင်ရှယ်စားတယ်ဒီရာကြီးပုံကြီး80ရှာပါစီတော်ထွက်နေကောင်ရှယ်စားရရတယ်ဒီကောင်ကြီးကျတော့ပေစားဒီကောင်ကြီးပေစားပေထားရပုံကြီး80လောက်ရှိဒီကြပြီဒါရီရှယ်စားရီ